ဟာလေသမီးရဲ့ဒီမှာဆိုရင်2 power 9 2 power 3ပေါ့နော်အဲ့ဆိုတော့ထပ်ကိန်းနေအာအခြေတွေတူအောင်လို့ငါတို့လုပ်မယ်ကွာအဲ့တော့အပေါ်က2 power 9 2 power 9ပဲထားအောက်က2 the power 3ပေါ့အဲ့တော့ဒီ4ဆိုတာက2ဖြစ်အောင်ဆိုလို့ရှိရင်ဘာဖြစ်တော့2 square ဖြစ်မှာပေါ့နော်2 square ဖြစ်မယ်အဲ့ဒါကို the whole square ပေါ့ဒီထိနားလည်လားသမီးနားလေ ဒီနားလည်လားနားလည်လားအဲ့တော့မှငါတို့အပေါ်က2 power 9ခဏထားအောက်က2 power 3ပြီးလို့ရှိရင်ဒီကောင်လေးကထက်ညွှန်းပေါ်ထက်ညွှန်းတင်တာမလို့အဲ့ဒီထက်ညွှန်းတွေဘာလို့လုပ်ရလဲ power တွေကိုမြှောက်လို့ရတယ်အဲဒါကြောင့်မလို့2 power 4ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အပေါ်က2 power 9 2 power 9ပဲထားအောက်မှာအခြေတွေကတူတယ် power တွေဘာလို့လုပ်ရလဲပေါင်းလို့ရတယ်ဒါ10ပေါင်းလိုက်မယ်နော် power ပေါင်းလို့ရဆို7ဖြစ်သွားတာပေါ့အဲ့တော့ဒီမှာကကျွန်တော်တို့ power တွေကဟိုဘာလို့လို့ရလဲပေါင်းလားနှုတ်လို့ရတာစဉ်းစားတော့ဒီမှာအစားဖြစ်နေတယ်အစားဖြစ်တယ်ပြီးတော့အခြေတွေကလည်းတို့ကတူတယ်အဲကြောင့်မလို့ power တွေနှုတ်လို့ရတယ်လေအဲ့တော့2 power 9ပြီးလို့ရှိရင်နော်ဟုတ်လားအဲ့တော့ခွန်ရှိ9ဆိုတော့2 square ပေါ့နော်အဲ့ဒါလေးကိုဖြည့်ရှင်းလိုက်ပါဒါပဲလေသမီးအဲ့လိုမျိုးတွေ့ရမှာနော်